အားလုံးမင်္ဂလာပါဒီစကားလုံးသိတာထိုင်းလို့ကြိုက်ဒီဆိုတာစိတ်ကောင်းတယ်အင်္ဂလိပ်လို a good heart လို့ကြိုက်ဒီစိတ်ကောင်းတယ်ဆိုတော့လောကကြီးမှာသစ္စာဖောက်တာမဖောက်တာလည်းမဆိုင်ဘူးကွာအဲ့ဒီလူတွေကတစ်ဖက်လူတန်ဖိုးမထားတော့ကွာတန်ဖိုးမထားတော့ဆက်ဆက်ရပြတ်တယ်ဆိုတော့သူတို့ရဲ့စိတ်နေစိတ်ထားပါတော့တစ်ဖက်လူမထိုင်တော့စမပြပြမလားတကယ်လို့ကိုယ့်ကိုခြေတဲ့လူဆိုရင်ကိုယ့်ထိန်းထားလိုက်မယ်နော်ကိုယ့်ရဲ့ဆက်ဆံရေးကိုတင်မြဲအောင်မပြတ်စီအောင်အဲ့ဒီလူတွေထိန်းထားတတ်တယ်ကွာတကယ်လို့ကိုယ့်ကိုလေဒီဆက်ဆံရေးကိုအလေးနဲ့ထားပြက်စီအောင်လုပ်တဲ့လူဆိုတာတေချာတယ် तू ကကိုယ့်မလိုလားလို့ပြီးတော့ကိုယ့်ကိုတန်ဖိုးမထားလို့ပဲဆွလို့လိုက်ရလဲမပြောစရာအကြောင်းရှိဘူးလက်သွားခေါ်တယ်ကိုယ့်ကိုတန်ဖိုးမထားတဲ့လူဆိုရင်ကိုယ့်ကိုဆွခေါ်သွားမယ်နော်တန်ဖိုးထားတတ်ရကွာတန်ဖိုးကအရေးကြီးတယ်ကွာလူတွေကတန်ဖိုးထားရမယ်ရိုးသားရမယ်နော်ရိုးသားမှုအဓိကကြဆိုအမှန်တည်းပြောရမယ်မှန်တဲ့ထဲမှာကတော်ဝိုက်ပြီးပြောပေးရမယ်ကွာကိုမချစ်တဲ့လူဆိုကိုလိမ့်မယ်အမတဲ့ကိုလိမ့်မယ်ကိုညာမယ်ကိုမကြိုက်တဲ့ဟာတွေမြင်ပြလုံးမယ်လူနေရာရှိပြီဆိုတာကြိုက်တာမကြိုက်တာသိနေပြီးသားကွာစမကြော်နဲ့နေကွာကြော်အကြောင်းလဲစမသိမှာပဲနော်ကောင်းတာရောဆိုးတာရောသူကြိုက်တယ်ရောသူကြိုက်တာရောသူကပြောတာကဒီတာဆန်ကမကြောက်နော်ဆိုတော့စမသူ့ကိုထိန်ထားတဲ့နေလဲစမသူမကြိုက်တဲ့ဟာမလုပ်လုံးပြီးလဲစမတောင်းပန်တယ်ဆိုလူနေရောက်ရှိရင်နော်ဘယ်သူမဆိုတစ်ဖက်လူမကြိုက်တာလုံးပြီးတောင်းပန်ရမယ်တောင်းပန်နောက်တော့တရားလဲခွင့်လွှတ်ပေးရမယ်ခွင့်လွှတ်ခြင်းကချစ်ခြင်းတောင်းပန်ခြင်းကလည်းချစ်ခြင်းဒီဆက်ဆံရေးကိုမပြတ်စီအောင်တစုံတရာတောင်းပန်ရင်ခွင့်လွှတ်ပေးရတယ်နော်ဒါချစ်ခြင်းလဲချစ်ခြင်းတစုံတရာတောင်းပန်ပြီးတော့နောက်တော့တရားအတော့ဆန်နေတယ်မလိုဘူးတော့နေရတောင်းပန်ခြင်းကမလိုဘူးတော့မရောက်ပါတကယ်တော့သူရဲ့စိတ်ကဖြူစင်တဲ့လေနဲ့နော်တောင်းပန်တယ်နောက်ထပ်မလုံးတော့ဘူးဆိုရင်โอเคတော့ကွာတောင်းပန်ပြီးတော့ထပ်ခါလုံးလေတော့နောက်မဟုတ်တော့ဒါသူရဲ့ဇယိုက်ဖြစ်တော့ဒါဆိုကိုခွင့်ပြုလို့ပေးမယ်လဲဆုတ်ခွာလို့လည်းရတယ်တကယ်တော့တစုံတရာကိုတောင်းပန်ပြီးတော့နော်သူရဲ့ action လုပ်ရနေလဲပြုပြင်လဲဆိုတာသိချတယ် तू ကတကယ်တောင်းပန်တယ်ရိုးသားတဲ့စိတ်နဲ့တောင်းပန်တယ်နော်ရိုးသားတဲ့စိတ်နဲ့ထင်မှတ်ပဲလုပ်ပြီးလာတယ်တောင်းပန်ပြီးတော့ပြုပြင်လဲဆိုရင်ခွင့်လွှတ်ပေးလို့ရတယ်တောင်းပန်ပြီးတော့အကြိမ်ခါထပ်ပြီးလုံးနေရတော့သိချရတာကိုမလေးဆောင်ကိုမချစ်ဘူးဆုတ်ခွာလိုက်တော့ဒီလိုလူတွေရိုးသားနဲ့တောင်းပန်တဲ့လူတွေကိုရိုးသားနဲ့ခွင့်လွှတ်ပေးရတယ်ကွာကိုရဲကြည့်တရားမလို့ तू ကတကယ်ပဲကိုတကယ်တောင်းပန်လာလားတော့မဟုတ်ထပ်ခါလုံးဆိုတော့လူတွေကရှိရင်ကြိုက်လားမကြိုက်လားသိနေပြီသားနော်စုံတရားကိုချင်း तू မကြိုက်တဲ့ဟာများရှောင်ပါနော် तू မကြိုက်တဲ့ဟာများရှောင်ပါလုံးပြီးရင်လည်းတောင်းပန်ပါနော်တောင်းပန်ခြင်းကလှပခြင်းဖြစ်တယ်တောင်းပန်ခြင်းအရာလို့ကောင်းစေတယ်စမမေစမလူတွေနဲ့ဂျာမန်နေစမလုံးပြီးဘူးလားဆိုလုံးပြီးတယ်နော်အဲ့တော့ကိုမသိမဲ့နဲ့လုံးပြီးတာပဲရှိတယ်တီးလာတော့မလုံးတတ်ဘူးကွာစုံတရားမကြိုက်တာလုံးပြီးခါသားนะคะไม่ทำแล้วအဲ့လိုမျိုးပေါ့နော်ကိုရဲ့ action လောက်ရအောင်ကိုလည်းပြုပြင်တယ်တမင်တကာမလို့တဲ့တော့ကိုကရိုးသားနဲ့ပဲတောင်းမှန်းတယ်ရိုးသားနဲ့ပဲပြုပြင်တယ်